ယဉ်ကျေးတယ်လူတယောက်ရဲ့ယဉ်ကျေးတယ်ရိုင်းဆိုင်တယ်ဆိုတာသူ့ရဲ့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တာတချို့ကြောက်လဲပတ်ဝန်းကျင်ကဘလောက်ပဲငငယ်တုန်းကဘလောက်ပဲကြမ်းတမ်းခဲ့ပါစေချီးလာတဲ့အချိန်အသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာယဉ်ကျေးရအသက်အရွယ်တစ်ခုရောက်တဲ့အချိန်မှာရင်မကျေးလာဘူးဆိုလို့ရှိရင်အဲ့လူဟာကျွန်တော်တို့သူ့ကို mature ဆိုရဲပေါ့နော်ရင့်ကျက်လာတယ်လို့မဟုတ်ဘူးတချို့လူတွေရှိတယ်ပတ်စံရှိတယ်ပညာတတ်တယ်ဒါပေမဲ့စကားပြောရင်သူများပေါ်မှာထက်စီးရပြောခြင်းရိုင်းနေအဲ့လိုမျိုးလူမျိုးတွေကျွန်တော်တို့ဘလောက်ပဲပတ်စံရှိဘလောက်ပဲပညာတတ်ဘလောက်ပဲယာရူးကြီးအထင်အောင်မကြီးတာသူတို့ပတ်စံတွေက useless ဘာကြောင့်လဲဆိုတော့ယဉ်ကျေးမှုမရှိတဲ့လူတွေကဘယ်ကနေလာဟုတ်တယ်အဲ့လိုလူမျိုးတွေနဲ့ကျွန်တော်တို့ကသူတို့ရှိတဲ့ပတ်စံကလည်းကျွန်တော်တို့သုံးလို့မှမရသူရှိတာသူ့အတွက်ပဲဥစားကြီးအဲ့ဒါကိုလာပြီးတော့အဲ့လူရိုင်းဆိုင်နေတယ်ကျွန်တော်တို့ကဘာဖြစ်လို့ဆက်ဆံနေရမလဲအဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေတတိထားပါကျွန်တော်တို့ရဲ့လူပောင်အဖွဲ့အစည်းမှာရိုင်းဆိုင်တဲ့လူတွေကိုနေရာမပေးပါနဲ့နောက်တစ်ခုကသူတို့ဘလောက်ပဲချမ်းသာဘလောက်ပဲယာရူးကြီးဘလောက်ပဲပညာတတ်ဘယ်တော့မှနေရာမပေးပါရိုင်းဆိုင်တဲ့လူတွေကိုနေရာလုံးဝမပေးပါနဲ့ကျွန်တော်အဲ့ဒါကိုထပ်ခါမှမယ်ကိုယ်တိုင်လည်းဘယ်တော့မှမရိုင်းမိစေပါစကားပြောလို့ရှိရင်ယဉ်ကျေးပါသူများရဲ့ခံနိုင်ရင်ရှိမရှိကိုလည်းကိုကသဘောပေါက်ကိုကိုဒီလိုပြောရင်လက်ခံမယ်လက်မခံကိုကိုလက်မခံရင်သူများလည်းလက်ခံမှာမဟုတ်အဲ့ဒီချိန်မှာကိုဘယ်လိုစကားပြောရမလဲဆိုတာကိုအုံနောက်ကအလုပ်လုပ်ဟာလွတ်ကနေထွက်သွားတယ်လို့ကြိုပြောထားတယ်လို့စကားတွေနဲ့ပလင်ခံလို့မရဘူးကျွန်တော်မူးွားလို့ပါလို့ဟာကျွန်တော်မသိလို့ပါလို့ကျွန်တော်ရုပ်တရက်မှုလို့ပါဆိုတဲ့စကားတွေကဘယ်သူမှလက်မခံကိုရောအဲ့လိုလုပ်ရင်ကြိုက်ဘယ်သူမှမကြိုက်ပါဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်တို့တွေယဉ်ကျေးတဲ့လူအတိုင်းဝိုင်းတစ်ခုတိဆောက်ကြမယ်ဟုတ်ပြီနော်မိသားစုမှာလည်းယဉ်ကျေးစကားပြောမယ်အမြဲတမ်းယဉ်ကျေးပါစိတ်ဆိုးလို့ပဲဖြစ်ဖြစ်စိတ်ကောက်လို့ပဲဖြစ်ဖြစ်ဘလို့ဖြစ်ဖြစ်ယဉ်ကျေးတဲ့မိသားစုတစ်ခုကိုတိဆောက်ပေးပါအလုတ်ခွင်မှာအရေးကြီးပါတယ်ယဉ်ကျေးပါပြောစရာရှိတာကိုပြက်သားပြောတာနဲ့မိုက်ရိုင်းတာနဲ့မတူပါဘူးပြက်သားတာနဲ့မိုက်ရိုင်းတာကဗဒါတန်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 ပြက်သားတဲ့လူတွေကခေါင်းဆောင်လို့တင်ကြတယ်မိုက်ရိုင်းတဲ့လူတွေကိုကျတော့ဖဲ့ပလိုက်ချင်ဒါကြောင့်မလို့ပြက်သားတာနဲ့မိုက်ရိုင်းတာကိုလည်းကွဲခြားသိဖို့လိုပါတယ်ယဉ်ကျေးတဲ့လူအတိုင်းဝိုင်းတစ်ခုကိုလည်းတိဆောက်ဖို့လို့ကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော်မိတ်ဆွေတွေမှာကောမိုက်ရိုင်းတဲ့မိတ်ဆွေတွေနဲ့အနေနီးနေလားယဉ်ကျေးတဲ့မိတ်ဆွေတွေနဲ့အနေနီးယူလားဆိုတာကိုကျွန်တော်ကို comment မှာပြောသွားပါအောင်ယဉ်ကျေးတယ်လူတယောက်ရဲ့ယဉ်ကျေးတယ်ရိုင်းဆိုင်တယ်ဆိုတာသူ့ရဲ့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တာတချို့ကြောက်လဲပတ်ဝန်းကျင်ကဘလောက်ပဲငငယ်တုန်းကဘလောက်ပဲကြမ်းတမ်းခဲ့ပါစေချီးလာတဲ့အချိန်အသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာယဉ်ကျေးရအသက်အရွယ်တစ်ခုရောက်တဲ့အချိန်မှာရင်မကျေးလာဘူးဆိုလို့ရှိရင်အဲ့လို